ခေါင်တလားအိမ်လိုတင်စားရလောက်အောင်ကျင်းမြောင်းနဲ့ဟောင်ကောင်ကကမ္ဘာအကျဉ်းဆုံးတိုက်ခန်းမြောင်းမင်္ဂလာပါရှင်ထူးခြားဆန်းပြတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ကြည်ပါ channel လေးကနေကြိုဆိုလိုက်ပါတယ်လူတကိုယ်စားလဲယုံသားရှိတဲ့နေရာလေးတစ်ခုကိုမြင်လာရင်အိမ်လို့ခေါ်ရမလားအခေါင်းလို့ခေါ်ရမလားဝေခွဲမရဖြစ်နေမှာပါမတ်တက်ရက်ဖို့မဖြစ်နိုင်သလိုလက်ဆန်တန်းဖို့တောင်မဖြစ်နိုင်တဲ့16စတူရန်ပီအကျယ်ဝန်းလေးထဲမှာလူသားတွေဘယ်လိုရှင်းတန်းနေထိုင်နေကြသလဲဆိုတာဒီကနေ့မှာတင်ဆက်ပေးသွားပါမယ်ရှင်ကျောတခင်းစာနေရာလေးမှာစိတ်အေးလက်ရေးနေရာရင်ပြည်စုံပြီလို့ထင်ရပေမဲ့လေဟောင်ကောင်ကဒီအိမ်တွေကိုမြင်လိုက်ရတဲ့အခါမှာတော့အံ့ဩသွားနိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီနေရာတွေကအိမ်ဆိုတာထက်မိချစ်စံပုံလေးလိုတစ်တာပုံလေးလိုတူနေတာကြောင့်ဖြစ်ပါတယ်ဒီတိုက်ခန်းကြီးရဲ့အကျယ်ဝန်းက16စတူရန်ပေတာရှိပါတယ်မီတာနဲ့တွက်မယ်ဆိုရင်တော့ 1.5 စတူရန်မီတာလောက်ပဲရှိတာပါမြန်မာနိုင်ငံကမြင်နေကြတယောက်အိတ်ကတင်တစ်လုံးတော့ဒီတိုက်ခန်းကြီးထက်ကျေပါသေးတယ်ဒီလောက်ချင်းမြောင်းတဲ့နေရာလေးထဲမှာလူတယောက်ဘယ်လိုနေမလဲလို့တွေးမိစေရပါအဆိုးရဆုံးချက်ကတော့ဒီခန်းလေးတွေထဲမှာမတ်တက်ရက်ဖို့မဖြစ်နိုင်သလိုလက်ဆန်တန်းဖို့တော့မဖြစ်နိုင်ပါဘူးအိမ်ထဲမှာမတ်တက်ရက်လို့မရသလိုအညောင်းပြေအညာပြေလက်ဆန်လိုက်ရင်တော့နေရန်ကိုသွားရိုက်မိမဲ့အနေအထားမျိုးပါဒီလိုတိုက်ခန်းတွေကိုခေါင်းတလားအိမ်လို့တင်စားခေါ်ပေါ်ကြတာကရက်ဆက်လုံးရကြပေမဲ့လက်တွေအချင်းနဲ့တော်တော်လေးကိုင်ညီနေပါတယ်ဘာကြောင့်လဲဆိုတော့အခန်းများစုဟာနေထိုင်သူရဲ့ပခုံးထက်မကျဲသလိုနေထိုင်သူရဲ့ခန္ဓာကိုယ်ထက်လည်းမရှိပါဘူးလူတယောက်အိတ်လိုက်ရင်ဘေးဘက်ကိုလှည့်လို့တော့မရလောက်အောင်ကြက်သိမ့်နေတဲ့အနေအထားမျိုးမလို့ခေါင်းတလားလို့ခေါ်ဆိုကြတာဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဒီချင်းချင်းလေးထဲမှာပဲသူတို့ဟာအရာအလုံးကိုလှုပ်ဆောင်ကြရပါတယ်ဧကန်မိဖို့ချောင်းနဲ့အိတ်ခမ်းအလုံးဟာဒီနေရာချင်းချင်းလေးတစ်ခုထဲမှာပဲရှိနေတာပါမြင်တွေ့ရတဲ့အတိုင်းခေါင်းပေါ်မှာပစ္စည်းတွေတင်မဲ့ဆင်းလေးတွေဘေးနားမှာအသုံးဆောင်ပစ္စည်းတွေခြေရင်မှာဟင်းချက်စရာတွေထားကဒီလိုနေပဲနေ့စဉ်ဘဝကိုဖျက်ဆီးနေကြရတာပါဒီလိုနေထိုင်ရတဲ့ဘဝဟာလူတစ်ယောက်နှစ်ယောက်ရဲ့ပြဿနာမဟုတ်ပါဘူးဟောင်ကောင်မှာဒီလိုအိမ်မျိုးတွေမှာနေထိုင်ရသူဦးရေဟာ2သိန်းဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်သူတို့မှာရွေးချယ်စရာမရှိလို့သာဒီလိုနေရာမျိုးမှာနေထိုင်ကြရတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဟောင်ကောင်ဟာကမ္ဘာအိမ်ယာဈေးကွက်မှာဈေးအကြီးဆုံးအဖြစ်14နှစ်ဆက်တာရပ်တည်နေတဲ့နေရာတစ်ခုဖြစ်လို့နေပါတယ်ဟောင်ကောင်ကိုအပြင်ဘက်ကကြည့်ရင်မုံမြော်တိုက်ကြီးတွေစီးပွားရေးလုပ်ငန်းကြီးတွေနဲ့တိုးတက်နေပေမဲ့အခြေခံလူရင်းစားတွေအတွက်ကတော့နေစရာနေရာတစ်ခုရဖို့ဆိုတော့မိုးပေါ်ကကျဲကိုကူးဆွရတယ်လို့ခက်ခဲလွန်လာပါတယ်ဒီမိသားစုကတော့ခေါင်းတလားအိမ်မျိုးမှာနေထိုင်လာခဲ့တာ16နှစ်တောင်ရှိနေပါပြီ16နှစ်ဆိုတဲ့အချိန်ကာလဟာမနေပါဘူးဒီလောက်ကြာမြင့်တဲ့အချိန်ကာလတစ်ခုလုံးကိုမတ်တက်တောင်ရက်လို့မရတဲ့အခန်းချင်းလေးထဲမှာဖြတ်တန်းခဲ့ရတယ်ဆိုတာသူရဲ့စိတ်တဲ့ကြံ့ခိုင်မှုကဘလောက်ကြီးမှမလဲဒါမှမဟုတ်ဘဝကိုဘလောက်တောင်အရှုံးပေးထားရမလဲဆိုတာမှန်းဆကြည့်လို့ရပါတယ်ဟောင်ကောင်ကကမ္ဘာအသေးဆုံးတိုက်ခန်းတွေကိုမြင်တွေ့ပြီးတဲ့အခါကျမတို့လက်ရှိပိုင်ဆိုင်ထားတဲ့ဘဝလေးကိုပြန်ပြီးတော့ကျေးဇူးတင်မိသလိုခံစားရစေမှာပါကိုယ်အိမ်လေးကဘလောက်ပဲကျင်းပါစေအနည်းဆုံးတော့ကိုလက်ဆက်တန်းပြီးအိတ်လို့ရတဲ့အပြင်မတ်တက်ရက်လို့ရပါသေးတယ်ဟောင်ကောင်ကခေါင်းတလားအိမ်တွေဟာခေတ်သစ်ကမ္ဘာကြီးရဲ့မညီမျှမှုကိုဖော်ပြနေပါတယ်ချမ်းသာသူတွေကအိမ်ကြီးအိမ်ကောင်းတွေနဲ့နေထိုင်နေကြပေမဲ့ဆင်းရဲသားတွေခမများတော့ 1.5 စတူရန်မီတာသာရှိတဲ့တက်တာပုံးလေးတွေထဲမှာအသက်ရှင်သန်နေကြရရှာပါတယ်ဒီလိုဘဝတွေကိုစာနာနာလဲပေးရင်ကိုယ့်ရဲ့လက်ရှိဘဝလေးမှာရောင်ရဲတင်းတိမ်တက်ဖို့အင်အားတွေဖြစ်လာစေမှာပါထူးခြားဆန်းကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လေးလုပ်ထားပြီးဖို့မမေ့ပါနဲ့နော်ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတခုခုရသွားပါစေနော်